မတော်တဆမှုတစ်ခုကြောင့်ပြင်းထန်တဲ့မက်ညံဆုံးရှုံးမှုကိုကြုံတွေ့နေရတဲ့မိန်းကလေးတစ်ယောက်ကိုစိတ်ဝင်စားမိတဲ့အခါမှာဘလို့ဖြစ်သွားနိုင်လဲဆိုတာစိတ်ကူးယဉ်ကြည်ဘူးလားဆိုလိုတာကအစကတည်းကတွေးဘူးခဲ့တာတော့မှအချိန်တစ်ခုကိုရောက်သွားရင်ရုတ်တရက်မမှတ်မိတော့တဲ့မိန်းကလေးတစ်ယောက်ကိုပေါ့စလိုက်ရအောင်ရုပ်ရှင်ရဲ့အစမှာမိန်းကလေးအများပြားကယောက်ျားတစ်ယောက်နဲ့စိတ်လှုပ်ရှားစရာညတညဖြတ်တန်းခဲ့ကြပေမဲ့နောက်ထပ်မတွေ့ရတော့တဲ့အကြောင်းကိုပြောပြနေကြတဲ့မြင်ကွင်းတွေနဲ့စတင်ထားပါတယ်။အဲ့ဒီယောက်ျားကမိန်းကလေးတွေစီကနေလွတ်မြောက်ဖို့အတွက်မိမိကိုယ်ကိုလှုပ်ဝက်အေးခြင်းလိုတောင်လိန်ပြောတတ်ပြီးတော့သူ့အလုပ်ဖြစ်တဲ့ပင်လယ်သတ္တဝါတွေကိုကုသပေးဖို့အတွက်အမြန်ပြန်သွားတတ်ပါတယ်။အဲ့ဒီလူကတော့မိမယူဖို့မဆိုထားနဲ့ရီးစားထားဖို့တောင်စိတ်မဝင်စားတဲ့ Henry Roth ပါအလဲအပတ်ရောက်လာတဲ့မိန်းကလေးတွေနဲ့ပြောပါပြီးရင်ချက်ချင်းရှောင်ထွက်သွားပြီးဘာကျိုးနဲ့မှချီနှောင်မခံရအောင်လုပ်တတ်ပါတယ်မိန်းကလေးတွေနဲ့ပြောပါတာတွေမလုပ်ရတဲ့အချိန်တွေမှာဆိုရင် Henry ကသူနဲ့အရန်ရင်းနှီးတဲ့မိတ်ဆွေဖြစ်သူဦးလာနဲ့အချိန်ကုန်ဆုံးတတ်ပါတယ်တနေ့မှာငမန်းကိုက်ခံထားရတဲ့ဦးလာကိုတရိတ်ဆန်ဆရာဝန်ဖြစ်တဲ့ Henry ကဒဏ်ရာတွေချုပ်ပေးနေခဲ့ပါတယ်သူတို့နှစ်ယောက်ကအမြဲတမ်းဟာတာတွေပြောတတ်ကြသလိုစကားဆက်မီပြောကြရင်ဟာဝိုင်ယီကျွန်းပေါ်ကစွန်စားခန်းတွေကိုပြောဆိုတတ်ကြပါတယ်ဟင်နရီရဲ့အကျင့်ကိုကောင်းကောင်းသိထားတဲ့ဦးလာကတနေ့မှာမိန်းကလေးတစ်ယောက်ကသူ့ကိုတည်ငြိမ်အောင်ခြိထားနိုင်လိမ့်မယ်လို့ပြောပြီးအလက်စကာကိုလှေစီးသွားမယ်ဆိုတဲ့သူ့အိမ်မက်ကလည်းပျောက်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟင်နရီရဲ့အကူဖြစ်တဲ့အလက်စာကဖုံးဆက်ပြီးတော့သူ့ကိုလှမ်းခေါ်ပါတယ်ပင်လယ်ဖြန်တကောင်နေထိုင်မကောင်းဖြစ်နေတာကြောင့်ပါသူတို့ကပင်လယ်ဖြန်ကြီးကိုပြန်လဲကျန်းမာလာအောင်ကုသပေးနိုင်ခဲ့ပေမဲ့တင်းငယ်တဲ့အမှားလေးတစ်ခုတော့ဖြစ်သွားခဲ့ပါတယ်ပင်လယ်ဖြန်ကြီးအန်ချလိုက်ပြီးတဲ့နောက်မှာဟင်နရီလည်းအလုပ်ပြီးသွားခဲ့ပါတယ်ဒါနဲ့မနက်စာစားဖို့အတွက်စားတောက်ဆိုင်လေးတစ်ဆိုင်ကိုသွားခဲ့ပါတယ်အဲ့ဒီမှာဆိုင်ပိုင်ရှင်နဲ့စဖိုမူတို့ကသူ့ကိုပျော်ရွှင်စွာကြိုဆိုကြပါတယ်ဒီအချိန်မှာဟင်နရီကဝေဖာတွေကိုမိတောင်ပုံစံလေးစောက်နေတဲ့မိန်းကလေးတစ်ယောက်ကိုမြင်တွေ့သွားပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိတဲ့အလှပနဲ့ဝေဖာစောက်နေတဲ့အပြုအမူတွေကြောင့်စိတ်ဝင်စားသွားပေမဲ့ဟင်နရီဟာသူမကိုချက်ချင်းမချင်းကပ်ခဲ့ပါဘူး။ဒါပေမဲ့နောက်တစ်နေ့မှာပြန်လာခဲ့ပြီးတော့သူမကိုထပ်တွေ့ရဖို့ကြံစည်လိုက်ပါတယ်။ကံကောင်းစွာနဲ့ပဲအဲ့ဒီမိန်းကလေးကနောက်တစ်နေ့လဲဆိုင်ထဲမှာဝေဖာမိတောင်လေးစောင့်နေခဲ့ပါတယ်ဟင်နရီကယုံကြည်မှုအပြည့်နဲ့သူမအနာကိုသွားပြီးတော့တွားကြထိုးတံကိုအသုံးပြုပြီးတော့သူမအခက်တွေ့နေတဲ့တကားလေးကိုထည့်ပေးလိုက်ပါတယ်မိန်းကလေးကသူမရဲ့နာမည်ကလူစီလို့မိတ်ဆက်လိုက်ပြီးဟင်နရီကိုထိုင်ဖို့ဖိတ်ခေါ်ပါတယ်ငားနှံ့ရနေတဲ့သူ့လက်တွေအကြောင်းနဲ့တခြားစကားတွေပြောပြီးနောက်မှာသူတို့နှစ်ယောက်ဟာမနက်စာအတူစားခဲ့ကြပါတယ်ဟင်နရီကလူစီကိုပို့ပြီးတော့စိတ်ဝင်စားလာခဲ့ပါတယ်ဒါပေမဲ့လူစီကသူ့အဖေရဲ့မွေးနေ့အတွက်နနက်တီးသွားယူရမယ်ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့ဒီလိုအချိန်မှာဒီနေရာမှာပဲပြန်တွေ့ကြဖို့သဘောတူခဲ့ကြပါတယ်။အဲ့ဒီနေ့တစ်နေ့လုံးဟင်နရီရဲ့စိတ်ကူးထဲမှာလူစီပဲရှိနေခဲ့ပြီးခေါင်းရိုက်နေချိန်မှာတော့သူမကိုနမ်းမိလိုက်တယ်လို့စိတ်ကူးရင်နေခဲ့ပါတယ်။သူကဒေတာခံမင်းကလေးကိုမချစ်မိဖို့တတိထားခဲ့ပေမဲ့အခုတော့မရတော့ပါဘူး။နောက်တစ်နေ့မှာဆိုင်ကိုပြန်သွားတဲ့အခါလူစီကဟင်နရီကိုလုံးဝမမှတ်မိပဲလူစိမ်းတစ်ယောက်လိုဆက်ဆံရင်းအရန်စိတ်ဆိုးသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ပိုင်ရှင်ကလူစီရဲ့အခြေအနေအလုံးကိုဟင်နရီကိုရှင်းပြလိုက်ပါတယ်။လူစီဟာကားမတော်တဆမှုကြောင့်အချိန်တိုမညံပျောက်ဆုံးသွားပြီးနေ့စဉ်နေ့တိုင်းမနေ့ရောက်တိုင်းမှာတနေ့တာကိုအဖန်တလဲလဲပြန်လဲစတင်နေရတာပါ။သူမဟာမတော်တဆမှုမဖြစ်ခင်အချိန်ထိဘဝအကြောင်းအလုံးကိုမှတ်မိနေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့နောက်ပိုင်းဖြစ်သမျှအရာအလုံးကိုတော့မမှတ်မိနိုင်တော့ပါဘူး။တနေ့တစ်ခါညအိပ်ယာဝင်သွားတိုင်းသူမရဲ့မှတ်ဉဏ်ကပြန်လဲစတင်သွားလို့ဖြစ်နေခဲ့ပါတယ်။တနေ့တာကြုံတွေ့ရသမျှကိုမှတ်ဉဏ်တွေကနေဖျက်ပစ်လိုက်လို့ပါ။လူစီရဲ့အခြေအနေကြောင့်သူမရဲ့အဖေမစ္စတာဝစ်မိုးနဲ့အကိုဒေါက်တိုကလူစီကိုအမြဲပျော်ရွှင်နေအောင်ထိန်းသိမ်းထားနိုင်ဖို့အရေးအရန်စူးစမ်းနေကြပါတယ်သူမကိုဒီအဖြစ်မှန်ကိုထက်ခါသိရပြီးစိတ်ထိခိုက်စရာတွေမဖြစ်ရအောင်ကာကွယ်ခြင်းနေကြတာပါအဲ့ဒီအတွက်သူတို့ကနေတိုင်းမှာထပ်တူဖြစ်ရတွေကိုအကြိမ်ကြိမ်ပြန်လဲဖန်တီးပေးခဲ့ပါတယ်နနက်တီးသွားဝယ်ထားတာလူစီပကြီးဆွဲဖို့နေရန်လုပ်ပေးတာမွေးနေ့ပွဲကျင်းပတာသူမရဲ့လက်ဆောင်ကိုလက်ခံပေးတာစတဲ့အရာအလုံးကိုနေတိုင်းမှာထပ်တလဲပြန်လုပ်ပေးနေကြရပါတယ်တနေ့တာအဆုံးသက်သွားတဲ့အခါမစ္စတာဝစ်မိုးနဲ့ဒေါက်တိုကနောက်တစ်နေ့လဲဒီယာရီအားလုံးကိုထပ်လုပ်ရမယ်ဆိုတာကိုသိထားကြပြီးအစအဆုံးပြန်လဲပြင်ဆင်နေရပါတယ်ဟင်နရီကသူသိလာခဲ့တဲ့ဒီယာရီအားလုံးကိုသူ့မိတ်ဆွေဦးလာကိုပြောပြလိုက်ပါတယ်ဦးလာကလူစီဟာဟင်နရီအတွက်ပြည့်စုံတဲ့မိန်းကလေးပဲလို့ပြောခဲ့ပါတယ်ဟင်နရီရဲ့အကျင့်အရလူစီလိုလူတစ်ယောက်ကိုအခွင့်အရေးယူပြီးတော့အတုံးချနိုင်တဲ့အခြေအနေတစ်ခုလည်းဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဒါကိုဟင်နရီကလုံးဝသဘောမတူခဲ့ပါဘူးမိမိကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိတဲ့ဘာမှမသိတဲ့အခြေအနေတွေကမိန်းကလေးတစ်ယောက်ကိုအသုံးချတာကအရန်ဆိုးတယ်လို့ပြောလိုက်ပါတယ်
ဟင်နရီကလူစီနဲ့ထပ်တွေ့ချင်နေတော့မှဖြစ်ပြီးတော့နောက်တစ်နေ့မှလည်းစားတောက်ဆိုင်ကိုပြန်သွားခဲ့ပါတယ်။ဆိုင်ထဲရောက်တဲ့အခါစဖိုမူကအုံနောက်တန်ရရထားတဲ့မိန်းကလေးတစ်ယောက်နဲ့ကစားနေတာမျိုးမလုပ်ဖို့တတိပေးလိုက်ပါတယ်။ယုံကြည်မှုအပြည့်နဲ့ဟင်နရီကစဖိုမူကိုဒေါ်လာ20ကြေးလောင်းလိုက်ပြီးလူစီနဲ့မနက်စာအတူစားရဖို့ကြိုးပမ်းပါတော့တယ်။လူစီကတော့သူမအခြေအနေကိုမသိရှိသေးပဲပုံမှန်အတိုင်းဝေဖာလေးတွေပဲစောင့်နေခဲ့ပါတယ်။ဟင်နရီကပထမဆုံးတွေ့လုံးကသူလုပ်ခဲ့တဲ့အပြုအမူကိုတစ်ခါထပ်လုပ်ကြည့်ပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာလူစီရဲ့တုံ့ပြန်မှုကသူမျှော်လင့်ထားသလိုမျိုးမဟုတ်ခဲ့ပါဘူး။သူကထက်ခါမအောင်မြင်ခဲ့ပဲနောက်ဆုံးမှာတော့လူစီရဲ့တနာကျင်နာမှုကိုရဖို့စာမဖတ်တတ်ဘူးလို့လိန်ပြောပြီးသူ့ကိုကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီအရာတွေအားလုံးကိုမြင်ပြီးတဲ့နောက်ဆိုင်ပိုင်ရှင်ဆူကလူစီရဲ့အဖေကိုဖုံးဆက်ပြီးအရာအားလုံးကိုပြောပြလိုက်ပါတယ်။ဟင်နရီကလူစီရဲ့အိမ်ကိုအမြန်လိုက်သွားခဲ့ပေမဲ့မစ္စတာဝစ်မိုးနဲ့ဒေါက်တိုကသူ့ကိုလူစီနဲ့မတွေ့စေချင်ကြပါဘူး။သူတို့ကဟင်နရီကိုလူစီနဲ့ဆက်မတွေ့ဖို့တောင်းဆိုခဲ့ကြပြီးလူစီကနောက်တစ်နေ့မင်းကိုမမှတ်မိတော့ဘူးဆိုတာနဲ့ပုံမှန်ဆက်ဆံရေးလည်းမဖြစ်နိုင်ဘူးလို့ပြောခဲ့ကြပါတယ်။ဟင်နရီကသူတို့ကိုတောင်းပန်ခဲ့ပြီးထွက်လာခဲ့လိုက်ပါတယ်။ချစ်ချင်းမေတ္တာကအမြဲတမ်းအဆုံးသက်ကောင်းနေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ဇလန်းကဒီနေရာမှာတော့မပြီးသေးပါဘူး။ဟင်နရီကလူစီကိုဆက်ပြီးတော့ချစ်နေစေဖြစ်ပြီးအမျိုးမျိုးသောအယူအကြောင်လုပ်ရက်တွေကိုဆက်လုပ်နေခဲ့ပါတယ်။တခါတလေအလုပ်ဖြစ်ပေမဲ့တခါတလေတော့လုံးဝအလုပ်မဖြစ်ခဲ့ပါဘူး။တခါတလေဦးလာကိုတောင်ကူညီဖို့ခေါ်ခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒါကလည်းမျှော်လင့်ထားသလိုမဖြစ်ခဲ့ပါဘူး။နောက်တစ်ချိန်မှာတော့မစ္စတာဝစ်မိုးနဲ့ဒေါက်တိုကဟင်နရီနဲ့ထပ်ပြီးစကားပြောခဲ့ကြပါတယ်။ဒီတစ်ခါတော့တားဆီးဖို့မဟုတ်တော့ပဲအခြေအနေကိုရှင်းပြဖို့ပါမစ္စတာဝစ်မိုးကလူစီဟာဟင်နရီကိုတွေ့တိုင်းသူမမမှတ်မိဘူးဆိုရင်တော့တချင်းလေးတစ်ပုဒ်ကိုတော့အမြဲဆိုတတ်တယ်လို့ပြောပါတယ်တချင်းဆိုတာကဒီအတော်အတွင်းသူမအမြဲလှုပ်လေးရှိတဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်ဟင်နရီကလူစီရဲ့စိတ်ထဲမှာသူနဲ့ပတ်သက်ပြီးတခုခုကြံနေခဲ့သေးတယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါနဲ့သူကလူစီရဲ့အနာဂတ်အကြောင်းမေးလိုက်ပါတယ်။လူစီအသက်ကြီးလာတဲ့အခါနေတိုင်းလိမ်လည်ခံနေရပြီးနေထိုင်ရတာကမဖြစ်နိုင်တော့ရင်ဘာဖြစ်သွားမလဲလို့မေးလိုက်ပါတယ်။မစ္စတာဝစ်မိုးကဒီအကြောင်းကိုသူနေတိုင်းစိုးရိမ်နေရတယ်လို့သာပြန်ဖြေခဲ့ပါတယ်။နောက်တစ်နေ့မှာဟင်နရီကလူစီနဲ့ထပ်တွေ့ဖို့သွားပါတယ်။အဲ့ဒီအချိန်မှာပဲလူစီရဲ့ကားကိုတက်တန်းကုန်နေတာကြောင့်ဆိုပြီးရဲကလက်မှတ်ဖြတ်လိုက်ပါတယ်။လူစီကတက်တန်းမကုန်သေးဘူးလို့ပြန်လည်ညှင်းပွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲအမှန်တရားတွေကတစ်ခုချင်းစီပေါ်ပေါက်လာပါတော့တယ်။သူမစိတ်ရှုပ်ထွေးသွားပြီးအိမ်ကိုအမြန်ပြန်သွားခဲ့ပါတယ်။အိမ်ရောက်တဲ့အခါသူမရဲ့အဖေအကိုနဲ့ဟင်နရီတို့ကမတော်တဆမှုအကြောင်းအားလုံးကိုပြန်ရှင်းပြကြပါတယ်။လူစီကသူမရဲ့ဆရာဝန်ကိုကိုယ်တိုင်တွေ့ချင်တယ်လို့တောင်းဆိုခဲ့ပါတယ်။သူတို့အားလုံးဆေးရုံကိုသွားခဲ့ကြပြီးလမ်းမှာလူစီကဖြေဖို့ခက်ခဲတဲ့မေးခွန်းတွေကိုတောင်မေးလာခဲ့ပါတယ်။ဟင်နရီကိုကျမတို့အတူနေဘူးလားလို့မေးတဲ့မေးခွန်းတောင်ပါလာခဲ့ပါတယ်။ဒီအတွက်အဖြေကတော့မရှိပါဘူး။ဆရာဝန်ကလူစီရဲ့အခြေအနေကိုအသေးစိတ်ပြန်ရှင်းပြပြီးဒီလိုလူနာမျိုးဟာပထမဆုံးမဟုတ်ဘူးလို့ပြောပါတယ်။ပြီးတော့အခြားမဉဏ်ဆုံးရှုံးနေတဲ့လူနာတစ်ယောက်ကိုတွေ့ခိုင်းပါတယ်။သူ့နာမည်က10စက္ကန့်တွင်ဖြစ်ပြီး10စက္ကန့်တိုင်းမှာအရာအလုံးကိုမေ့သွားတတ်တဲ့လူတစ်ယောက်ပါ။သူကအမြဲပြန်မိတ်ဆက်နေပြီးစကားတွေကိုထက်ခါပြောနေခဲ့ပါတယ်။ဆေးရုံကနေပြန်လာပြီးတဲ့နောက်လူစီအိယာဝင်သွားပါတယ်။ဟင်နရီကတော့မစ္စတာဝစ်မိုးတို့နဲ့စကားတွေပြောဆိုနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဟင်နရီကအကြံအစီတစ်ခုရလာပါတယ်။အရာအလုံးကိုပုံမလွယ်ကူစေမဲ့အစီအစဉ်ပါ။နောက်တစ်နေ့မနက်မှာဟင်နရီကပန်းစီတစ်စီးနဲ့ဗီဒီယိုတိတ်ခွေတစ်ချက်ကိုယူလာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာမတော်တဆမှုအကြောင်းကိုပေါ်ပါပြီးပျော်ရွှင်စရာနီးလန်းနဲ့ရှင်းပြထားပါတယ်။သူမရဲ့အဖေနဲ့အကိုတို့ဘလောက်အားထုတ်ခဲ့ရတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ဟင်နရီနဲ့လူစီတို့ရဲ့ဆက်ဆံရေးအကြောင်းကိုလည်းရှင်းပြထားပါတယ်။လူစီကဗီဒီယိုကိုကြည့်ရင်ရဲတစ်ခါငိုတစ်ခါဖြစ်သွားပြီးအရင်တုန်းကထပ်ပို့ပြီးတော့လက်ခံနိုင်လာပါတယ်။သူတို့နှစ်ယောက်ဟာအချိန်ခါချိန်တွေ့ခဲ့ကြပြီးပထမဆုံးနှမ်းကိုလည်းထက်ခါခံစားခဲ့ကြပါတယ်။တနေ့မှာတော့လူစီကမနက်အိပ်ရာနိုးလာတဲ့အခါဟင်နရီဘေးမှာရှိနေတာကိုတွေ့ပြီးကြောက်လန့်အော်ဟစ်ခဲ့ပါတယ်။နောက်ပိုင်းမှာဟင်နရီကသူ့အိမ်မက်ဖြစ်တဲ့အလက်စကာခီးကိုလူစီအတွက်ရက်ဆိုင်ထားရတယ်လို့ပြောလိုက်ပါတယ်။ဒါနဲ့လူစီကသူ့ကြောင့်ဟင်နရီရဲ့အိမ်မက်ပျက်စီးမသွားစေချင်လို့လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာအရာအလုံးကိုဖျက်ဆီးလိုက်ပါတယ်။သူတို့တွေနောက်ဆုံးအကြိမ်နမ်းခဲ့ကြပြီးအသေးကွဲဝေဒနာကိုစီနဲ့ခွဲခွာလိုက်ကြပါတယ်။ဟင်နရီကအရန်စိတ်ပြတ်သွားပြီးနောက်ဆုံးမှာအလက်စကာကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ထွက်ခွာတော့မဲ့အချိန်မစ္စတာဝစ်မိုးနဲ့ဒေါက်တိုကလက်ဆောင်တွေယူလာခဲ့ကြပြီးတချင်းခွေတစ်ချက်ပေးလိုက်ပါတယ်။အဲ့ဒီတချင်းကြောင့်ဟင်နရီကလူစီသူ့ကိုမှတ်မိနေသေးတယ်ဆိုတာသိသွားခဲ့ပါတယ်။သူလေးကိုပြန်လှည့်လိုက်ပြီးလူစီစီပြန်သွားခဲ့ပါတယ်။လူစီကသူ့ကိုမမှတ်မိပေမဲ့ပကြီးခန်းထဲမှာသူ့ပုံတွေအပြည့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။
င်နရီကလူစီကိုသူမဟာသူ့အိမ်မက်ထဲကမိန်းကလေးဖြစ်တယ်လို့ပြောလိုက်ပြီးပြန်တွဲကြဖို့တောင်းဆိုလိုက်ပါတယ်။နောက်ဆုံးမှာတော့လူစီကသဘောတူလိုက်ပါတယ်။တနေ့မှာလူစီဟာမနက်အိပ်ရာနိုးလာပြီးဗီဒီယိုကိုထပ်ကြည့်ခဲ့ပါတယ်။အပြင်ကိုကြည့်လိုက်တဲ့အခါမှာသူမဟာအလက်စကာမှာဟင်နရီနဲ့အတူနေထိုင်နေပြီးသမီးလေးလည်းမွေးဖွားပြီးပါပြီ။စိတ်လှုပ်ရှားမှုအပြည့်နဲ့သူမဟာမျက်ရည်တွေကျပြီးဟင်နရီနဲ့သမီးလေးကိုဖန်နှန်းလိုက်ပါတယ်။ဒါဟာအရန်လှပပြီးတော့စိတ်ထိခိုက်စရာကောင်းတဲ့အဆုံးသတ်ပါပဲ။